ပေးရှာပါတယ်အတွင်းရေးစကားဆိုရင်ပြောတွေးချီစီဖို့ကြော်ထေးစီဆိုတာတစ်ချိန်လေးတူတဲ့အောင်အိမ်နီသူရမဲ့အဆွဲပြောက်စီဖို့ထက်ကလေးတဲအောက်ကလေးပြီးဆိုလို့ညင်းမာရောကိုင်နေပြီးတော့ကတည်းကနာကန်ရင်ဆိုင်မယ်မြန်မာပုံဦးကနေအဲ့လိုကျွန်တော်လေးပြီးထိုးရတယ်နော်အင်္ဂုလိမာလာဇတ်ထုတ်ကတော့လေအင်္ဂုလိမာလာဇတ်ထုတ်မှာခမင်းကတန်ဃာတွေကကြတယ်တန်ဃာတွေကကြတော့ကန်ဆက်လေးမှာမင်းကငါးများတယ်တင်ရင်တယောက်ဟိမင်း900ရလားအဲ့တော့900ရလားဆိုတော့နော်ဟာငါမရဘူးနော်မိပြက်သွားတယ်အဲ့တော့ငါဒါအပိသက်ပြောမှာပါဘာလို့သူမနစ်ကလေးပေးတာ15မိနစ်လောက်လေးကျွန်တော်ပြောလို့ရတာနိအဲ့တော့900ရလားဆိုတော့နော်အဲ့မှာဘာပြောလဲဆိုတော့ဟာငါမရဘူးကွာဘယ်လိုလုပ်ရမလဲမင်းအင်္ဂုလိမာလာနော်လက်ညှိုးဖြတ်သလိုလုပ်နေတာဟိုနေရာတင်ဒီနေရာတင်အဲ့လိုတင်တဲ့ခါကျတော့နော်အဲ့လိုတင်တဲ့ခါကျတော့ကြီးထိုးလက်အထိုးနဲ့ငါမရဘူးပေါ့လေအဲ့တော့ငါမရတဲ့အတွက်အဲ့တော့မင်းအမဘယ်လိုလုပ်အောင်မလဲအဲ့ဒီရတဲ့လက်ညှိုးလေးကိုကျိုးလေးနဲ့တီလေပင်းမှာဆွဲထားဒါဆိုလို့ရှိရင်ငါရမှာပေါ့အဲ့ဒါလေးကိုနမူနာယူပြီးတော့နော်နမူနာယူပြီးတော့အဲ့မှာနေခုနအင်္ဂုလိမာလာလက်ညှိုးမဖြတ်တော့ပေါ့သူ့ရဲ့ဆရာသမားတွေဆိုပြီးတော့နော်အဲ့ဆရာသမားတွေဆိုပြီးတော့အဲ့မှာနေကဲတကယ်ရင်နားကြအောင်ဆိုနော်အရာနားကြအောင်ဆိုတန်ငါလီပြီဆိုတော့တန်ငါလီပြီအဲ့တော့ခုမေးတယ်လေဆရာမင်းသားတန်ငါလီပြီဘယ်လိုထိုးရမလဲအဲ့ကြတော့ကိုကတန်ငါလီပြီပေးတာလေမင်းသားဟာခင်ဗျားတို့သိတော့လို့ထိုးလို့ပြောလို့မရဘူးလေတန်ငါနဲ့ဆိုင်တယ်လီပြီကျွန်တော်မှတန်ငါလီပြီမရှိဘူးမင်းသားရဲ့တန်ငါလီပြီကဲကျွန်တော်ပေးမယ်ဒီလိုလေးအဲ့တော့ဘာလို့ရာစုစားတောင်းဓာတ်တစ်ချောင်းနဲ့ငါးကောင်ခုတ်ဖြတ်ငပိတမျိုးစာမီယိုးပလာကတော့တန်ငါစရိုက်ဖို့ဗျာမက်ကွန်တမျိုးလက်ထုံကျိုးကိုလန်ပိုင်းနဲ့လေဆိုင်ရင်မြောက်တောင်မျောပြီးကြောက်ဆောင်မုံမြုံထုတ်ပြီးချမိပါပေါ့ဒီလိုလေးပြောတာရတယ်နော်ဝင်ဆိုလဲဝင်ပေါ့ဝင်ဆိုလဲဟာလားခုနကြွလာဒီမဟာဝင်မာနော်စာယုံတော်ထန်းကတခါလျှောက်ပါမင်းလန်းတခါလျှောက်ပါရောရွှေမောက်လို့တပြောင်နဲ့ဟဲ့လက်ရတော်ခန့်အဖတို့သွားမယ်ဒီလိုလေးအဲ့လိုလေးပြီးကိုလည်းထိုးထားရတယ်အဲ့တော့မင်းသားလေးတွေအားလုံးတကယ်တက်အောင်လေ့လာကြပါနော်အားကြတာမဖြစ်ကြပါစေနဲ့ဝါသနာပါတာဖြစ်ကြပါစေတကယ်တက်အောင်သင်ကြပါအဲ့တော့မာဂဒေဝလောကနိတိပထမတော့လောကနိတိပုဂ္ဂောဝါဒအခန်းကြီးချက်ပါမာဂဒေဝပုဂ္ဂိုလ်တော်ဝါဒအခန်းကြီးကိုချက်ပါနော်ဇိနတပကာတိကိုဖတ်ပါဓမ္မပဒတိကိုဖတ်ပါနော်အဲ့လိုလေးလုပ်ပါအဲ့တော့ဒါဒုတိယဘိုင်းနေနဲ့ဒုတိယအကျိန်နေနဲ့ဒါထပ်မှန်တင်ပြခြင်းမှာကဲအားလုံးအနုပညာသမားတွေအင်မတန်ကြိုးစားရတဲ့တန်ဖိုးထားရတဲ့အနုပညာကိုတန်ဖိုးရှိအောင်ကြိုးစားကြပါနော်မိထလာမျိုးဥပကံမောင်ညိုကြီးတူရောတီတော်သားနော်ကြိုထေးစိန်ပျော်ပွဲအနောက်ကရန်နောင်နော်တစ်ဆုံထီအောင်ကခဲ့ပါတယ်နော်အဲ့တော့ဘောဒီကိုမိတ်လမ်းနဲ့မှာဆိုရင်တည်တဲ့ကန်တို့တဖမ်းမင်းရိုးတို့အဲ့ဒါလေးလည်းကခဲ့ပါတယ်အဖေလက်ထက်ကတော့ဟိုအထက်ကနော်ကလေးတဘဝမော်လိုက်ဟိုးမလင်းဖောင်းပြင်းအဲ့ဒီဘက်ဒီလည်းကခဲ့ပါတယ်နော်အဲ့တော့လေဝေးနယ်မှာဆိုလည်းခုနပြောတဲ့အလင်းလူနော်အဲ့ဒီနေရာဒီလည်းကခဲ့ပါတယ်ဒါပေမဲ့စမ်းနေတဲ့အတွက်အတန်မရှိတဲ့အတွက်တကယ်မအောင်မြင်ခဲ့ပါဘူးဒါပေမဲ့လောက်ရတာနဲ့ရတဲ့အကျိုးမြတ်တွေကကွာဟပါတယ်ဘာလို့ဒါကျွန်တော်ရဲ့ကံပေါ်ကဲအားလုံးပဲအောင်မြင်ကြပါစေကျမ်းမာကြပါစေအားလုံးအဆင်ပြေကြပါစေအနုပညာရဲ့တန်ကြီးကိုကဘာမှာမြမအနုပညာကိုထင်ရှားကြော်ကြားပြီးတော့အားလုံးအတိအမှတ်ပြုနိုင်အောင်ကြိုးစားနိုင်ကြပါစေ